ဘဝမှာအရေးကြီးဆုံးကဘာလဲဆိုတာအလုံးသိထားဖို့ပါမြတ်စွာဘုရားကဆုံးမသွန်သင်တဲ့အခါမှာဘာကိုဥတည်ပြီးဆုံးမသွန်သင်တယ်လဲလို့ဆိုစိတ်ကောင်းနှလုံးကောင်းရှိဖို့အဓိကထားပြီးတော့ဆုံးမသွန်သင်တာဖြစ်တယ်လူဘဝမှာရုပ်အစဉ်အင်္ဂါဘလောက်ပဲချောချောပစ္စည်းဥစ္စာတွေဘလောက်ပဲပေါ်ပေါ်အရေးကြီးဆုံးကစိတ်ကောင်းနှလုံးကောင်းရှိဖို့ရပို့အရေးကြီးတယ်လို့ဆိုတယ်စိတ်ကောင်းနှလုံးကောင်းဆိုတာဟာရှားပါးပစ္စည်းလို့ပြောရမှာဖြစ်တယ်လူတွေကမလှလှအောင်ဝတ်စားစေမှုနဲ့လုပ်လို့ရတယ်ဒီကနေ့ခေတ်မှာဆိုရင်ပြမယုတ်ကြီးကိုငွေကြေးတနာအကုန်ကြခံပြီးတော့ပြုပြင်ကြတယ်မလှတာကိုလှအောင်ပြင်ကြတယ်သို့တော့လှမှုမလှမှုဟာအပြင်ရုပ်ပေါ်မှာမူတည်တာမဟုတ်ဘဲနဲ့စိတ်နှလုံးနဲ့ပတ်သက်နေတယ်ဆိုတာကိုတတိထားမိတဲ့ပုဂ္ဂိုလ်ကအနည်းဆုံးပဲလူနည်းစုဖြစ်နေမြတ်စွာဘုရားအဆုံးအမမှာရုပ်ကိုပြင်းနေုံနဲ့စိတ်မပြင်းမှုဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာမကြခင်ရုပ်ဆိုးကြည်တတ်ဘဝရောက်သွားမှာစိတ်မပြင်းတဲ့ပုဂ္ဂိုလ်ဟာဘလောက်ပဲချောမောလှပနေစေကမူစိတ်မချောစိတ်မလှသည့်အတွက်ကြောင့်ရုပ်ခန္ဓာပါရုပ်ဆိုးကြည်တတ်ဖြစ်သွားတာအဲ့ဒါကိုသတိထားကြရမှာဖြစ်တယ်အဓိကနဲ့တာမညသို့မဟုတ်ဝိသေသနဲ့တာမညဒီနှစ်ခုကွဲပြားခြားနားစွာမှတ်ယူထားပြီးတို့ရဲ့ဘဝမှာတာမညနဲ့ဝိသေသဘယ်လိုခွဲခြားမလဲရုပ်စင်းအင်္ဂါဆိုတာတာမညရုပ်စင်းလှပမှုဆိုတာတာမညစိတ်ထက်လှပမှုကဝိသေသလို့အဓိကရေးကြီးဆုံးကစိတ်ထက်လှဖို့ပဲရေးကြီးတယ်စိတ်လှတဲ့ပုဂ္ဂိုလ်ဟာဘဝမှာအယုတ်ဆိုးစရာအကြောင်းမရှိတော့တဏှာမှာလည်းအယုတ်ဆိုးစရာအကြောင်းမရှိဘူးရုပ်ကိုဘလောက်ပြင်းပြင်းစိတ်မပြင်းသမျှလူတွေဟာဆင်းရဲဒုက္ခကလွတ်ကြမှာမဟုတ်ဘူးလို့မြတ်စွာဘုရားကဒါကိုလေးနဲ့ထားပြီးတော့ဟောတာဘုရားမသာဝင်သူတော်စင်တွေပြုပြင်ရမှာကလူတိုင်းအသီးသီးပိုင်ဆိုင်ထားတဲ့စိတ်ဓာတ်ပဲဖြစ်တယ်စိတ်ဓာတ်ကိုဘာနဲ့ပြင်ရမလဲလို့ဆိုရင်စိတ်တူတတ်လို့ရှိရင်မေတ္တာနဲ့ပြင်ရမှာဖြစ်တယ်လောဘကြီးလို့ရှိရင်အလောဘနဲ့ပြင်ရမှာဖြစ်တယ်ဒေါသကြီးတာမေတ္တာနဲ့ပြင်တယ်မောဟကြီးပြီဆိုရင်အသိပညာစီးပူအထုတ်ပြီးတော့ပညာနဲ့ပြင်ရမှာဖြစ်တယ်အဲ့လိုမပြင်မဘူးဆိုလို့ရှိရင်ဘဝဟာတိုးတက်ကြည်ပွားလာမှုမရနိုင်ဘူးရုပ်ခန္ဓာကိုပြင်ဆင်မှုဟာတခဏတာမြတာဖြစ်တယ်ရုပ်ရဲ့သဘာဝဟာမြည်များပင်လှပနေစေကမူမကြခင်ပဲရင်းရောလာတတ်တဲ့သဘောရှိတယ်ပန်းကလေးဟာဘလောက်ပဲလှထာဝရလမ်းမှာမဟုတ်ဘူးနွမ်းသွားတဲ့အချိန်ကစပြီးတော့ဒီပန်းကလေးရဲ့အလှပဟာကုံဆုံးသွားပြီလို့ပဲပြောမှာဖြစ်တယ်ထို့တူပဲလူရဲ့ယုတ်ခန္ဓာဆိုတာလည်းပဲဘလောက်ပဲလှအောင်ပြင်းမကြခင်ပြင်လို့မနိုင်ခင်ပဲရုပ်ဆိုးကြည်တတ်သွားတယ်စဉ်းစားကြည့်လိုက်မယ်ဆိုလို့ရှိရင်ရုပ်ပြင်တာဟာအစင်ထာဝရအတွက်အကျိုးမရှိဘူးလို့တခဏလေးတော့အကျိုးရှိကောင်းရှိလိမ့်တတရဝဆဆင်ရင်ပြီးတော့စိတ်နှလုံးကိုပြုပြင်လိုက်ပြီးဆိုတော့မှပေါင်းတဲ့ဆက်ဆံရေးလူတကာရဲ့မေတ္တာရရှိမယ်အလုံးကချစ်ခင်ကြတယ်လေးစားကြတယ်ကြည်ညိုကြတယ်ဆိုတဲ့ရုပ်ပလောက်လှအလုံးရဲ့ချစ်ခင်မှုကိုရကြမှာရမှာဖြစ်တယ်အလုံးရဲ့ချစ်ခင်မှုရဖို့အတွက်ကြတော့ကိုယ်စိတ်ကိုပြင်ရမယ်ဆိုတဲ့ဓမ္မဗုဒ္ဓရဲ့အဆုံးအမပဲစိတ်ကိုပြင်လိုက်ခြင်းအပြင်ဒီဘဝတင်လှတာမဟုတ်ဘူးဘဝတန်တရားမှာလှသွားမှာပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့
တန်တရားကအလှပညာမှာစိတ်ပဲဖြစ်တယ်လို့စိတ်တေနတယတေလောကောလောကကြီးကိုစိတ်ကရှေ့ဆောင်နေတာဖြစ်တယ်စိတ်ကောင်းနှလုံးကောင်းရှိရင်လူကောင်းသူကောင်းဖြစ်တယ်စိတ်ဆိုးစိတ်မိုက်တွေလွှမ်းမိုးနေလူဆိုးလူမိုက်ပဲဖြစ်တယ်ဒါကြောင့်မို့စိတ်ကိုပြင်ရမယ်လို့ဆိုလိုတယ်